များရောက်တရားနော်ဟုတ်ပြီကပတိန်နေရာယူပါဟုတ်ပြီဘာပဲပြောမိန်းကလေးတွေဖြစ်တဲ့အတွက်သူကပိုလက်တော့လဲဆိုတာကြည့်ကြပါမယ်လေနော်ဟုတ်ပြီကဲအဲ့တော့ခုနဟိုညီမလေးကိုမေးလိုက်တယ်ဟဲဇဲကိုမေးလိုက်တဲ့အတိုင်းပဲအဲ့ဒီမေးခွန်းမေးမှာပါလာပြီတတိနေထားမှနေပြီပါလက်လေးကိုတတိနေထားဘေးလေးကတ်ထားပါရှေ့ရောက်ရင်အပူမြန်နဲ့ဒီလိုလွတ်ထားအဲ့ဒါပါအဲ့ရှေ့ရောက်ရင်ပူမြန်လို့โอเคမေးခွန်း MRTV4 မှာထုတ်လွှင့်တဲ့မြန်မာဇာတ်လမ်းတွေဒီဘက်ကဟုတ်ပြီတော့ဝေဆက်ကို9ရက်ဝေဆက်ကို9ရက်10ရက်ရှိတော့ဘာဖြစ်လို့အဖြေကMRTV4 မှာထုတ်လွှင့်နေတဲ့မြန်မာဇာတ်လမ်းတွေတကားလောက်အရေးအဖြေကဒါတော့ကိုယ့်အလုပ်ဖြေမှာသူများပေးပြီမလားအခုလာနေရနော်ဘာလဲပေးဖြစ်လိုက်မယ်ပေးဖြစ်မယ်နေရာယူပါဟုတ်ပြီဘာလဲအခုပေးဖြစ်ရတယ်ဟုတ်ပြီโอเคပေးဖြစ်လိုက်ပြီဟေးစဲပါMRT4 မှာထုတ်လွှင့်နေတဲ့မြန်မာဇလန်တွေတကားလောက်ပြားရည်အိုင်ဘယ်သူတွေပါတော့အကွအောင်ရည်ချမ်းရယ်မမြတ်တူတူစင်ရယ်โอเคမမီရယ်အဖြေကပြားရည်အိုင်ဟုတ်ပြီတော့ခိုင်းမှာ MRT4 မှာထုတ်လွှင့်တဲ့မြန်မာဇလန်တွေတကားလောက်ပဆိုင်ော်လာအဖြေကအများကြီးနော်ဟုတ်တယ်ဗျာဆိုင်နော်လာဘယ်သူပါလဲဆိုင်နော်လာဘယ်သူပါပြောလိုက်ပါဦးဆိုင်နော်လာဘယ်မှာဘယ်သူပါလဲဝင်းမုံလာပါမယ်မင်းသားဘယ်သူလဲကျော်ရယ်မြတ်သူအောင်မြတ်သူကျော်မြတ်သူအောင်သူမြောက်ဆရာကြီးလို့ဒီဘက်လက်လာMRT4 မှာထုတ်လင်းတဲ့မြန်မာဇာတ်လမ်းတွေတကားတော့ပန်းနုသွေးဘယ်သူပါလဲပန်းနုသွေးဘယ်သူပါလဲကဲကြပါအောင်ဖြစ်နေတယ်မြင့်မို့ဟောကဲကြပါအောင်ဖြစ်နေဒုက္ခအဖြေကโอเคဒီဘက်လာဟိုဘက်ကအကုန်ကြားနေရနော်MRT4 မှာထုတ်လင်းတဲ့မြန်မာဇာတ်လမ်းတွေတကားရတာမော်ကောလင်ကဘယ်သူပါတော့โอเคဒါအရောက်တရားတွေမှာ top ပန်စာတွေမှာပါမလားကြည့်အောင်ကဲ MRT4 မှာထုတ်လင်းတဲ့မြန်မာဇာတ်လမ်းတွေတကားတော့နေလောနေမြခဏလေးတော့မရဘူးဟိုဘက်ကတိုင်းမှာဟုတ်ပြီဒီဘက်ဟုတ်ပြီ MRT4 မှာထုတ်လင်းတဲ့မြန်မာဇာတ်လမ်းတွေတကားကျဲကလေးကောင်းတယ်ဘယ်သူပါလဲပိုးချပြူပိုးချအဖြေကဟုတ်ပြီအမြန်ပြောလိုက်ကြက်ကလေးကောင်းရင်ဖြစ်သွားမှာโอเคလာဒီဘက်လာဘာစဉ်းစားလဲကျမကမဟေးသေးမဟေးသေးတဲ့သူအော်ကျွန်တော်ဘွားအကြောင်းတော့ယူအောင်ဟုတ်ပြီနော်တပွဲလုံးကိုစားပြီးပြီ Captain ready MRTV4 မှာထုတ်လွှင့်တဲ့မြန်မာဇာတ်လမ်းတွေကျမမဟေးသေးသိပါလေကျမမဟေးသည်ဆိုတဲ့အဖြေသာဒီထဲမှာပါရင်ဒီအမှတ်တွေအကုန်လုံးသူတို့ကြိတ်ပြီနော်โอเคကဲအဖြေကဟုတ်ပြီโอเคဒီဘက်ကအမှတ်ရသွားပြီဘယ်နှမလဲဆိုတော့54မိနစ်စတင်ပြီးတော့အမှတ်ဦးဆောင်သွားပြီဖြစ်ပါတယ်နော်ဒါပေမဲ့ဒီဘက်ကတော်တော်များများဖြေဖို့ကြံနေတဲ့အဖြေရှိပါသေးတယ်ပရိသတ်ကြီးရွှေဖူးစာစုံရမြေအမုံမသည်တဲ့မနေ့ကဖြစ်သည်တဲ့ပကံမြို့သူအိမ်နီးချင်းဝေါအများကြီးပဲနော်ကဲနံပါတ်1ပရိသတ်ဘာဖြစ်လဲနောက်ကရောထာဝရမန္တလေးတီးတယ်မေ့နေရပါတော့ဟုတ်တယ်နံပါတ်3ပကံမြို့သူနံပါတ်9ဝင်းကဘာရှင်းတန်းနံပါတ်8ရှင်းပါတော့နေโอเคဗျာကဲဒါနောက်ပိုင်းဒီထက်ပို့ပြီးတော့တော်တော်များများထွက်လာအောင်ပါဘာလို့ဆိုတော့ TV series တွေရိုက်တဲ့ဘက်ကိုအားစိုက်ထားပါတယ်ကျွန်တော်ကုမ္ပဏီကနော်โอเคကဲအဲ့တော့နောက်ထပ်ဝါရီပတ်သက်တဲ့မေးခွန်းလေးကိုကျွန်တော်ပြင်ဆင်ပါမယ်ခင်ဗျခဏလေးကျွန်တော်ဝင်ပြပါအချိန်မရွေးနေရမရွေးတင်ချစ်တဲ့ရုပ်သံအစီအစဉ်အားလုံးကိုတနေရာထဲမှာကြည့်ရမယ် application 24နာရီတိုက်ရိုက်ကြည့်လို့ရမယ် live TV
လေလိုင်းမှာတွေမဟုတ်ပဲပြုံးပလေး app မှာလည်း Mentally FM Radio နားထောင်လို့ရပြီနော်မကြည့်လိုက်ရတဲ့ဇာတ်လမ်းအပိုင်းတွေကိုအဆအဆုံးပြန်ကြည့်မလားမြန်မာနိုင်ငံရဲ့အကြီးမားဆုံး digital ရုပ်သံဖျော်ဖြေရေးကမ္ဘာကြီးတွေကိုဝင်ရောက်လိုက်ပါပြုံး play app ကိုအခုပဲ download ဆွဲလိုက်တော့နော်အားလုံးအခမဲ့နော်အခမဲ့ပြုံး play ဖုန်းလေးနဲ့ TV ကြည့် ကိုပန်းရောင်ဝါချက်လေးနဲ့ပသိမ်ဒီလေးနဲ့ရဲ့ဘွဲရဲ့ဆောင်းမှုရဲ့လူငယ်တွေရဲ့ထွက်ကြွယ်မင်းတို့မှလည်းတာဝန်ရှိတယ်အတက်အယောပေါ့ကွယ် မအိမ်တော်ဆိုတာအမိုးကတက်ကေနီကီပြက်လွယ်နီကီတဲ့ဝါနက်နီကီရနေပြီးတော့ကျွန်တော်နီကီလေးHi Fix Bob Health Fix အစီအစဉ်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Health Fix အစီအစဉ်ပရိသတ်တွေအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့လောင်းကလေးတွေရဲ့နှလုံးရောဂါအပိုင်းတွေပတ်သက်ပြီးဆွေးနွေးသွားမှာပါစီဂျိုပြောက်အောင်ကုလို့ရလားပေါ့နော်အဲ့ဒါလေးကြ သွေးလေးဘက်နာနဲ့ပိုးလေးဘက်နာမှာဘလို့ကွာခြားမှုတွေရှိတယ်အဲ့တော့ဒီဖြစ်လာတဲ့ယောဂတွေကတချို့ကချက်ချင်းဖြစ်ပြီးတော့ပျောက်တဲ့ယောဂတွေရှိတယ်လို့တစ်သက်လုံးထိန်းပြီးတော့ဂရုစိုက်ပြီးနေသွားမယ်ယောဂတွေလည်းရှိပါတယ်ရာသီတို့ပြောင်းလဲမှာလဲနှင်းကူကပို့ပြီးဆိုတဲ့ ဝိုင်းဝိုင်းလေးရှိတယ်ပေါ့ဒါဆိုလို့ရှိရင်တော့အစိမ်းမရှိရင်မွေးဖြစ်ပေါ်နေ စက္ကန့်30တိုင်း30တိုင်းပါတဲ့ကဘာကြီးရဲ့တနေရာမှာစီဂျိုကြောင့်6လောက်ဖြတ်နေရတယ် စက္ကန့်30စိတ်ပိုင်းဆိုင်ရာတွေပေါ့နော် စိန်ခေါ်မှုတွေဘယ်လိုဖြစ်လာမလဲအကြောင်းအရာ ဒါပတ်ဝန်းကျင်နဲ့ဆက်ဆက်တဲ့ကျန်းမာရေးအကြောင်းအရာပေါ့နော်ဝင်ငွေရှာတဲ့ကိစ္စမှာ2ယောက်ပါပြီဆိုလို့ရှိရင်အိမ်လုပ်တွေမှာလည်း2ယောက်ပါဖို့လိုအပ်တယ်ဒါကိုသိစေချင်တယ်စီတွေလက်ပြီးတော့မိုးချိန်တဝင်းပြီးရင်သူ့လက်တန်းညာလာတဲ့ hater တွေဆိုရင်အချင်းနဲ့ no ချိန်ငါတို့မလိမ့် we flex copy fresh never flex for fame လုံရှာနေတဲ့သူကလုံရှာကိုယ်ပိုင်လွတ်လပ်ခွင့်ပေးထားပြီးသားဘသူကမှချုံမထားမပိတ်မဒုက္ခနိုင်ငံလုံးကလာပါတော့မောင်တို့မဲတို့ပြီးကိုကြတဲ့ own joie so fresh so clean I rap so mean I'm blessed homie I get it live like a techno scene can't mess with the essence like retro teams the fittest on earth FFOE Singapore top ဆိုခုနှစ်ခုပါတဲ့ဒုတိယမြောက်မေးခွန်းမေးမှာဖြစ်ပါတယ်။ဝါဒီနေရာယူပါ။ဟုတ်ပြီနော်။ကဲမေးခွန်းဆုံးမချက်ပြပါ။မေးခွန်းမြမရိုးရသမင်းစပွဲမှာမပါမဖြစ်။ဟုတ်ပြီ။ငပိရေအဖြေကဟုတ်တယ်မတိကျသေးတယ်။မြမရိုးရသမင်းစပွဲမှာမပါမဖြစ်ပါလေ။တိုးစရာအဖြေကဟုတ်တယ်နံပါတ်2ကသုံးဖြတ်ပါဘာလို့မလဲကျွန်တော်သုံးဖြတ်ကိုပါတော့ကိုဖြေမှာသူများပေးဖြေမလားကိုဖြေနေရာယူပါဟုတ်ပြီမြန်မာတွေပဲလေမြန်မာရိုးရာသမင်းစပွဲမှာဘာပါတော့သမင်းအေးဘောဝေးစင်းသားသမင်းမပါပဲဘာငပိရေပဲဘယ်ရမနော်သမင်းအဖြေကဟုတ်တယ်မြန်မာတွေသမင်းများများစားကြတယ်နော်ကဲမေးပြီတူစိတ်ထိန်တယ်ရလို့မြန်မာရိုးရာသမင်းစပွဲမှာဘာပါလဲတဲ့ဟင်းလို့ပဲဖြေရသူရှိလားစီပြန်ဟင်းနောက်မှစီရလာဟင်းအခုဟင်းဆိုဟင်းလေတစ်ခါလေးဖြတ်လေဟင်းကိုသားတို့ဘာဟင်းစားမလဲစီပြန်ဟင်းစားဘာစီပြန်ဟင်းလဲလို့ကြက်သားစီပြန်ဟင်းကြက်သားစီပြန်ဟင်းအဖြေကဟုတ်တယ်โอเค
ဟုတ်ပြီကဲနံပါတ်5ကဲဘာပါမလဲ အရေးတော့ အရေးတော့ဆိုပါဘူးဟင်းညိုပြောချင်းဟင်းပြည့်တဲ့ကြီးရဲ့အရေးတော့တဲ့ဗျာဟုတ်လားမဟုတ်လားโอเคအရင်လွယ်မေကိုမြမရိုးရာဟင်းပွဲတိုင်းမှာဟလားစားပွဲတိုင်းမှာပါလဲ ဟင်းရွက်ကြော ဟင်းရွက်ကြောကိုသားကြောရင်ဘာကြောလဲ ကစုံရွက် ကစုံရွက်ကိုတိုင်ကြောတယ်လား ကြောတက် ဟုတ်လားဟုတ်ပြီသူတို့ကအခုဘယ်လောက်သေးလဲအဖြေက no okay နောက်တစ်ယောက်မေးပါမယ်ခင်ဗျာဟုတ်ပြီမြန်မာရိုးရာစားပွဲထဲမှာတဲ့ဘာတွေပါလဲတဲ့ ထညက် ထညက်အချိုးတဲလို့ရတယ်ဟုတ်တယ်နော် okay ထညက်ကြိုက်တယ်မလား ကြိုက်တယ်စကြည့် ဟုတ်တယ်ထညက်မှာထညက်မျိုးစားတဲ့ category နဲ့ဘာတွေပါလဲ ဒီကအုံးထညက်တို့ အုတ်တစ်ချက်ပါပြီးတော့ ပြီးတော့ဇီးထညက် ဒီတစ်ချက်ပါပြီးတော့ ပြီးတော့ဝါထညက် ဝါထညက် ဝါလို့ရတယ်ထညက်ပြောရတယ် ဝါထညက်တဲ့ဝါလို့ရတယ်ထညက်ဟုတ်လား okay လွဲသွားပြီဖြစ်တဲ့ဟိုဘက်ကတိုင်မလို့ရပြီဒီဘက်ကတစ်ခါထပ်ပြီးမှားတယ်ဆိုရင်ဟိုဘက်ကိုသွားပြီးတော့မေးမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဟင်းချက်တယ်လား ချက်တက် ဘာဟင်းချက်တယ်လဲ အကုန် ဘူရီ စီဗီအန်ချက်တက်တယ်ဆမ်ပြုတ်တယ်ချက်တက် ဘာဖြစ်ကောင်းမပြောဟုတ်ပြီအဲ့လိုပဲသူအိမ်မှာအဲ့လိုပဲလား အဲ့လိုပဲ အညပဲပြောမယ်ညမရိုးရရှားပဲရင်းမှာဘိုင်ညာရော အလိုက်ချောင်းကျော် မိရချောင်းညောပြန်ရောပြန်ချောင်းညောရှက်ရချို့อ่ะ အချက် အချက် အဖြေကဘယ်ပါအဲလေဟင်းချက်တယ်လား ချက်တက်တယ် ရှောက်ပြောပိုးလေး တကယ်ချက်တက်တယ် ဘယ်သူချက်ကျွေးဘူးလဲ တိန်လုံးချက်ကျွေးဦးတယ် ဟုတ်လားဩမြန်မာဟင်းတွေဒိုင်းဟင်းတွေဗာလဲကိုရီးယားဟင်းတွေကဗာဟင်းတွေကျွမ်းတယ် မြန်မာဟင်းပဲကြောင်းတယ် မြန်မာဟင်းကျွမ်းတယ်ဟုတ်ပြီသူချက်တာစားဘူးလားဘယ်သူစားဘူးလဲ no okay ပုံတော့တွေ့ဘူးလေဟုတ်ပြီဘာဟင်းပြင်ဘာထည့်မယ်မြန်မာစားပွဲထဲမှာ လက်ဖက် မြန်မာစားပွဲထဲမှာပါလဲ ဘာလဲချောင်းကျော် မြန်မာစားပွဲထဲမှာပါလဲ ဝတာဟင်း တေချာစဉ်းစားနော်နံပါတ်6နဲ့နံပါတ်9ကဒီမှာလွတ်နေတဲ့အဖြေဖြစ်ရမယ်ဟုတ်ပြီနော် okay မေးပါပြီမြန်မာရိုးရာစားပွဲထဲမှာဘာတွေပါလဲ ဘာလဲချောင်းကျော်တို့လက်ဖက် တစ်ခုပဲပြောတေနေဘာလဲ ကပိကျော်ဘာလဲချောင်းကျော် တစ်ခုပဲပြောပါ ကပိကျော် okay ငါပြီးကျော်ဆိုတဲ့အဖြေဒီထဲမှာပါရင်အမှတ်ရမယ်မပါရင်ပြန်ပေးမယ်ဟုတ်ပြီအဖြေက no ဟုတ်ပြီ82မှတ်ရသွားပါပြီဟုတ်ပြီနော် okay 6နဲ့9နဲ့လွတ်နေပါတယ်အဲ့တော့ပြည့်သက်ကြီးငါပြီးထားရေနွေးလက်ဖက်ဟောနော်လက်ဖက်ဆိုရင်တော့ဖြစ်တဲ့နော် okay နံပါတ်6ပြည့်သက်ပါဖြစ်လေဟင်းချင်းဟင်းနဲ့ဟင်းညိုတော့ category ထပ်ခွဲသွားတယ်နံပါတ်9